ကဲအားလုံးမင်္ဂလာပါခင်ဗျာဒီခုရက်ပိုင်းမှာအားလို့ကျွန်တော်ပို့လေးလည်းမတင်ဖြစ်ဘူးပေါ့ဒီနေ့ကျွန်တော်တခုပြောပြချင်တာကကျွန်တော်တို့ handmade ဆိုတာကအရင်ဆုံးပထမဦးဆုံးပြုလုပ်မဲ့ပုံစံဒီဇိုင်းကိုအရင်စဉ်းစားရတယ်ဗျဒီဇိုင်းပိုင်းပြီးသွားတော့မှကျွန်တော်တို့အဲ့ဒီဇိုင်းကိုပုံချမ်းထုတ်ရတယ်ပေါ့နော်ပုံချမ်းထုတ်ပြီးတော့အစင်အသေးစိတ်ပုံဖော်အဲ့ဒါပြီးသွားပြီဆိုတော့မှဆေးပိုင်းလာတယ်ဆေးပိုင်းကိုလည်းကိုလိုချင်တဲ့ကာလာရအောင်ကိုလိုချင်တဲ့ပုံစံရောက်တဲ့အထိကိုတည်တည်ချာလေးအစင်ချေပေါ့အဲ့ဒါပြီးသွားမှနောက်တစ်ဆင့်အနေနဲ့ဘယ်နေရာမှာသုံးမယ်ဘယ်မီးသုံးမယ်lighting မိုင်းကိုထပ်စဉ်းစားရတယ်ပေါ့နော်lighting မိုင်းပြီးသွားရင်လည်းတချို့အသေးစိတ်တွေတချို့ပုံစံတွေမှာကျတော့ကျွန်တော်တို့အပင်တုလေးတွေပါတယ်ဗျအဲ့ဒီအပင်တုတွေကြတော့လေထပ်ပြီးအသေးစိတ်ထပ်ရပြန်ကိုအဲ့ဒါကြောင့်မလို့ဒီ handmade ကျွန်တော်ရှိမှာတဲ့ပစ္စည်းလေးတွေကအချိန်တော့အနည်းငယ်ပေးရတယ်ခင်ဗျအခုလက်ရှိလဲကျွန်တော်အသစ်တွေထပ်ပြီးပြုလုပ်နေပဲပေါ့နော်ကျွန်တော်အချိန်ပေးပြီးစောင့်ပြီးတဲ့ customer များအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျကျွန်တော်ရှိမှာtabletop founding အသေးစားလေးတွေကနေစပြီးတော့indoor tabletop founding အကြီးတွေအထိအပြင်outdoor waterfall အကြီးတွေစပါပဲပေါ့ကတော့delete